HF ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လက်တလောဗီဒီယိုမတင်ဖြစ်တာတပတ်လောက်ရှိသွားပြီပေါ့နော်ဒါကကျွန်တော်ရဲ့ personal ကိစ္စအကြောင်းလည်းပါတာပေါ့လေဆိုတော့အဲ့ဒါထားပါကျွန်တော်ပြက်ကွက်မှုကိုကျွန်တော်အနည်းငယ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ဒီတော့ဗီဒီယိုလေးကတော့လက်တလော line ပေါ်မှာလူမှုကွန်ရက်ပေါ်မှာပေါ့နော်ဝေဖန်မှုတွေတော်တော်လေးမြင့်တက်တယ်လို့ဒေါ်တာလည်းထွက်နေကြပါတယ်ဆိုတော့ဒီဖြစ်စဉ်ကဘယ်လိုဖြစ်စဉ်မျိုးလဲဆိုတာကိုကျွန်တော်နဲ့အတူတူအရင်ဆုံးလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာပြီးကြမှာပြန်လဲသုံးသပ်ကြမယ်ခင်ဗျာ let's goရိုက်တာနော်ညီမကောင်းဘူးနော်ညီလို့တော့မကောင်းဘူးဟာငါလုံးမတာအဲ့ဒီဖုန်းကြီးเจ้าမှာဆရာတော်ကျောင်းထိုင်ဆရာတော်မရှိဘူးလားအခုလိုမျိုးရိုက်နှက်နေတာဒီကိုရင်မိဘတွေကလည်းကိုသားသမီးကျောင်းမှာအထိုင်ပြီးရောဆိုပုံစံမျိုးတွေလုပ်နေတာကျွန်တော်အထင်ကလေအလုံးမတာဒီလိုတင်ကန်းခြုံတဲ့ကောင်တွေငါအဲ့ဒါကိုဒေါရထွက်တာကြားလိုက်ရင်တွေ့လားတခြားကိုရင်ကိုဖက်ရိုက်ခိုင်းတာအလုံးမတာကတော့ပါရဲ့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့လူတွေဆရာတော်တန်ဃာတော်များအားလုံးကိုလည်းကျွန်တော်အနည်းငယ်တောင်းပန်ပါတယ်ခင်ဗျာဘာလို့ဆိုတော့ဒီဟာကအခုလက်တလောဘယ်သူမှလက်ကန်လို့ရတဲ့အနေအထားမဟုတ်ဘူးပေါ့နော်ကိုရင်ဘယ်လောက်မှမရှိဘူးသူအသက်အရွယ်ကလေကိုရင်အသက်ကငငယ်ပဲရှိသေးတယ်သူ့ရဲ့အသက်အရွယ်ကမှအာမနာကလေးတယောက်ကိုရိုက်နေတာခွေးလို့နွားလို့ရိုက်နေတာအခုဟာကဆုံးမရာမရောက်တော့ဘူးဒါနှိမ့်ဆက်ရာရောက်သွားပြီကြမ်းဖက်တယ်လို့ပြောရမှာပေါ့ဒီလိုကိစ္စရက်မျိုးကပေါ့နော်လုံးဝကိုလက်ခံလို့မရဘူးကျွန်တော်ဆိုရင်လုံးဝကက်ကွက်ပါတယ်နော်ဆိုတော့အခုရိုက်နေတဲ့ကတုံးကလည်းအဲ့ဒီဘုန်းကြီးเจ้าရဲ့ကျောင်းထိုင်လားဒါမှမဟုတ်ရင်ဦးစင်းတစ်ပါးပါလားပေါ့နော်ကျောင်းထိုင်ဆိုလို့ရှိရင်လည်းဒီကျောင်းကိုတော့အေးအေးယူတက်တယ်လို့ကျွန်တော်တော့မြင်တယ်ဘာလို့ဆိုတော့ကျောင်းတစ်ကျောင်းမှာတိဆောက်ဖို့ဆိုတာကဒီကျောင်းကိုဥဆောင်နေတဲ့ဆရာတော်ကဘယ်လိုပြောမလဲအစိုးအကောင်အမားအမှန်ကိုဝေဖန်ပိုင်းခြားတက်မှဒီเจ้าကိုဦးစီးဦးဆောင်လို့ရမယ်လို့ကျွန်တော်တို့မြင်တာပေါ့လေဒါပေမဲ့အခုလိုပုံစံမျိုးရိုက်နေတဲ့မြင်ကွင်းကတော့ဘယ်လို့မှသူ့ကိုအမားအမှန်အစိုးအကောင်ကိုတော့မဝေခွင့်မပိုင်းခြားတက်ဘူးလို့ကျွန်တော်တို့မြင်တာပေါ့လေဆိုတော့ကဒီပြစ်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ follower တွေဘယ်လိုမြင်လဲပေါ့နော်ဒါပေမဲ့နောက်တစ်ခုကတော့ဒီကတုံးရိုက်လိုက်တဲ့ကိုရင်လေးကတော့အခုဆိုရင်စေးအောင်မှာပေါ့နော်အောက်ဆီဂျင်ပေးထားရတာပေါ့အောက်ဆီဂျင်ပေးပြီးတော့တတိလေးနေတာပေါ့လေနောက်ဆက်တွဲတည်င်းတွေကလည်းလောက်ရက်တွေကိုပေါ့နော်တက်ဆိုင်ရာတွေကသူ့ကိုခေါ်ပြီးတော့လူဝက်လဲခိုင်းပြီးတော့ပေါ့နော်မေးမြန်းစုံစမ်းနေတယ်လို့လည်းသိရပါတယ်ဒါကတော့သူလောက်တဲ့လောက်ရက်ကြောင့်သူခံရတာဒါကတော့မဆန်းပါဘူးကျွန်တော်အနေနဲ့ဆိုရင်တော့ဒီလိုကတုံးတွေကတော့သာသနာထဲကိုထားမထားတတ်တာကျွန်တော်အခုလိုမျိုးပြောလို့ခင်ဗျားတို့ကျွန်တော်ကိုစိတ်ဆိုးနေပါကျွန်တော်ကတော့ပြောမယ်ဆိုလို့ရှိရင်လူဆိုရင်လည်းလူနဲ့တူအောင်နေရမယ်လူနဲ့တူအောင်မနေလို့ရှိရင်ဒါကျွန်တော်လူလို့ကိုမခေါ်တာနော်ဘုန်းကြီးဆိုရင်လည်းဘုန်းကြီးလိုနေရမှာဖရားတရားတွေလောက်ရမယ်ဘာမှမဆိုင်တဲ့ဘာမှအကျိုးမရှိတဲ့အရာတွေလုပ်နေဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုကိုးကွယ်တဲ့လူတိုင်းမှာကျွန်တော်မပါဘူးပေါ့နော်ဆိုတော့အခုလိုပုံစံမျိုးဆိုပိုတောင်းဆိုးနေတယ်ပိုတောင်းဝေးတယ်ကိုရင်တစ်ပါးတယောက်အခုလိုမျိုးခွေးလိုဝက်နွယ်ရိုက်နေတဲ့ဟာလုံးဝလူမဆန်တဲ့အလုပ်ရက်လေးနော်ဆိုတော့ကျွန်တော်ပြောရင်ကျွန်တော်အမှားဖြစ်မယ်ဆိုတော့အခုဗီဒီယိုလေးကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ထင်မြင်ချက်တွေအားလုံးကို comment ထဲမှာဝင်ရောက်ဆွေးနွေးပြီးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုအနေနဲ့ကပေါ့နော်အခုရိုက်ခန့်ထားရတဲ့ကိုရင်အတွက်စူတောင်းစကားလေးတွေပြောကြားစေချင်ပါတယ်ပေါ့နော်အခုဆိုရင်ကိုရင်ကမျောပြီးတော့အောက်ဆီဂျင်နဲ့စေကူတာခံယူနေရတဲ့လို့လည်းသိထားရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လို့ရှိရင်သင်ခန်းစာယူကြပါနောင်တတွေမရအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ရင်းနဲ့သင်ခန်းစာတစ်ခုပေးလိုက်ခြင်းဖြစ်ပါတယ်ကိုရင်လေးအတွက်စူးတောင်းစကားလေးတွေ comment ထဲမှာရေးပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ bye bye